စီပူလာရင်စက်သွန်အဖြူနေငယ်ဒီဇိုင်းထောင်းရလေးစီသက်တုံးလေးဤသွားပြီဆိုရင်စနင်းလေးချက်စနင်းလေးထပ်ပြီးတော့စနင်းမှုရအောင်လုပ်စနင်းလေးမှုလာပြီးတော့ကျွန်တော်အယိုးလေးရောလိုက်ပါဒါကြက်ယူမန်းဒီကြက်ယူကဘယ်လိုကြက်ယူလဲဆိုတော့ကြက်တကူလုံးအသားတွေခွာလိုက်ရင်ကိုလုံးကြံတယ်ဒီကကိုလုံးကြံတယ်ပေါင်ဒီလက်ဒီပေါင်းဖြတ်ထုတ်လိုက်ပြီးတော့အသားတွေခွာထုတ်လိုက်ကိုလုံးကြံတယ်လက်ကိုလုံးတစ်လုံးလုံးမှာပန်း20ပဲပြရတယ်အခုဒီကြက်သားပန်း20ကိုခွဲပြီးထည့်ရတာဆိုတော့10ဘူးလောက်ပဲရှိငပိထည့်မယ်ငပိရတော့မကောင်းဖြစ်ဘူးเนาะကြက်သားငပိကြက်ငပိချင်းဆက်ဒီတော့ငရုတ်ဆုံထဲမှာမကြီးသီးမဲ့ထည့်ပြီးရေးစိမ့်ထားတယ်အများကြီးနဲ့ထည့်စားထည့်ချုံမုံတွေပါတော့မထည့်တော့ပါဘူးရတာမုံတွေပါတော့ကျတော့တိုက်တဲ့တွေပါတော့ထည့်ပေါ့ကျွန်တော်ထည့်လေးထည့်တာသိမရှိဘူးအဲချုံမုံနဲ့စက်သားမုံနဲ့ရတာမုံဟုတ်တယ်ဒီစက်သားကတော့လည်းပြီးချုံပြီးတာနော်ကျတော့အစီရန်ထွက်တယ်ကျက်ကအရေးပုံနေများတယ်ကျက်ယူ10ဘူးမကြီးခုနမကြီးဒီမဲ့လေးစိတ်အားရလိုက်ခဲ့ကပ်ပါတော့မှမကြီးဒီမဲ့ပုံလောင်းထည့်လိုက်ပုံပြီးပုတ်ထားလိုက်ရေလုံးကမရောတော့သားထဲမှာရိုးထဲမှာရေဝင်ထဲမှာရေရှိတယ်ရေလေးတော့ခမ်းပါပြီဆိုတော့ရပါပြီခင်ဗျာ